ပုံလေးစားကြပါအောင်ဟုတ်ပြီပါလေဒါလေးပဲညနေချီပြီးရင်ထမင်းလေးပါလေးစားကြတာ ဟောရမလေးရဟိုမင်းတို့အေးတိုင်အောင်မေကွာဆောက်ကလေးမိမဘယ်သွားမလို့လဲမိမဩယောက်ျားပဲဒီနေ့ယောက်ျားရဲ့တကယ်ချင်းတွေလာမှာဆိုအဲ့ဒါယောက်ျားမျက်နှာရအောင်မိမဈေးသွားပြီးတော့ဖိုးဖွဲရလေးချက်ကျွေးမလို့လေဟေးငါမိမလိုက်တိတာပဲလို့ကြားတယ်ကဲသွားမှဆိုတော့မြန်သွားပြီးမြန်ပြန်လာခဲ့ယောက်ျားမင်းမရှိဘူးနေနိုင်ဘူးပေါ့မလေးပို့နေပြန်ပါပြီနော်တော့လားကျေကြီးငါတို့လာဟေးကောင်းနေလာပြီဟာမိမဟေးအဲ့ဒါကြီးလာပြီလားအားရတကယ်အေးမတွေ့ရကြဘူးကွာရကြပြီလို့နေကောင်းတယ်မလားနေကောင်းတယ်ကွာဟာဒါမင်းကလေးလားရောက်အေးလေဒါငါသားလေးဒါငါမိမဒီကောင်တော့ရောက်နေအာရေးပါကွာရေးပါကွာနဲ့မင်းတို့ရောကလေးမြူကြသေးဘူးလားဟာရောကကျိုးသားတော့ကျိုးသားတော့ငါပြန်ကြရအေးလားအခုဟိုချက်စရာရှိရတယ်လို့ချက်ပြီးသားဆိုအခုတို့ထဲဝင်ကြပါဦးကဲလာလာဒီထဲဝင်လို့လားကဲတဲ့ထိုင်အောင်ကွာမင်းမောကြီးပုံလေးစားကြပါအောင်ဟုတ်ပြီပါလေဒါလေးပဲညနေချီပြီးရင်ထမင်းလေးပါလေးစားကြတာဟောရမလေးရဟောစားတော့စားကြတယ်နော်တဲရမင်းအလုပ်ကနေစင်ပြေးရလားဒီပါကွာမင်းတို့စီးပွားရေးစင်ပြေးတာဟိုဒီနှစ်တည်းတော့ကြက်တယ်ကွာတော်တော်ကြက်တယ်ကွာအေးကူညီလို့လည်းပြောတယ်အေးဟုတ်တဲ့မင်းဟိုဟိုကလေးရှူပေါက်ချင်နေရချင်းနဲ့လာဟိုတီလိုက်ပုံမယ်နော်ငါတို့နော်လာဒီတဲ့မင်းအလုပ်ကိုင်နေစင်ပြေးလားကွာပြေးပါရဲ့ပါလို့ဒီလိုပါပဲအနီအိမ်နာမြောက်တဲ့တက်သေးပေါက်ရှင်နေပြီရှင်သားဆိုရောက်ပြီးသားလေနည်းနည်းအောင်ထားနော်လာအနီမြန်တော့တက်တာကိန်းတော့ဟာမဖြစ်တော့မိမအဖြစ်တာတော့မိမဟာဘာဖြစ်ရမှာလဲဒီကလေးပေါ့ရှူပေါက်ချင်လို့အိမ်နာလိုက်ပို့ပေးတာဟိုအိမ်နာတိမဆောင်ဘူးလေအဲ့မဲ့ဒီနာလေးဘောင်းမီချွတ်ချနေလို့ရှက်လိုက်တာ sorry ခဏတော့မကလေးကလေတာအဲ့လိုပဲလိုလိုက်တာဆိုနည်းနည်းလေးစိုးချင်တယ်လို့လာတာလိုက်ပို့ကဲမိမဘာဖြစ်ဘူးကလေးပဲဟုတ်လားဘုရားသားကြီးအားအဲ့လိုပဲပေါ့ဒီပါကွာဘာဖြစ်ပါငါမိမလည်းကလေးနဲ့ပတ်သက်ပြီးတွေ့ကြုံမရှိလို့ရတယ်ဘာစနာဟာတောင်းဝင်နော်ရပါတယ်ဟိုမင်းတို့အေးတိုင်အောင်မေကွာဆောက်ကလေးကလည်းချက်တော့ဘာလဲကြောမတည့်လေးကလေးကလည်းကြောမတည့်ရအောင်ဟုတ်ကဲ့လေဆုပ်မချိန်နိုင်ဘူးအချင်းနဲ့တပ်ပြဲကလေးကနေတို့လိုအဲဝတ်မချင်ရတယ်မနေဘူးမစားဘူးကပေါင်းဘူးလာတဲ့တတ်လုံးပါလေတော့